ဒုတိယအိမ်လိုလုပ်ငန်းခွင်ကိုပျော်ရွှင်အောင်ဖန်တီးနည်းအဲ့တိုင်းလှုပ်သွားဖို့အတွက်ကျွန်တော်တို့စိတ်ထဲမှာဘယ်လိုခံစားချက်တွေရှိတရောမနဲ့လှုပ်သွားဖို့အတွက်တပြင်းချပြီးတော့သွားနာမျိုးရှိလားဒါမှမဟုတ်မျက်နှာမှာပြဲဥတွေနဲ့တိတ်တိတ်ကြွကြွရုပ်တိတ်စိတ်စိတ်ရှိနေတာလားဒီမိခေါ်ရရဲ့ဖြေကတော့ဒုတိယအိမ်လိုသဘောထားရမယ်တဲ့ရဲ့လုပ်ငန်းခွင်အပေါ်မှာမူတည်နေပါတယ်တော့လုပ်ငန်းခွင်ကိုကျွန်တော်တို့ကဘာကြောင့်ဒုတိယအိမ်လိုသဘောထားသင့်တာလဲကျွန်တော်ကတနေ့နေ့ကုံဆုံးချိန်ဒီမနေ့ရှင်းနိုင်ညနေ9:00နာရီအထိဒီလုပ်ငန်းခွင်မှာပဲကုံဆုံးရတာများပါတယ်အိမ်ကိုပြောင်းတဲ့ချိန်ဒီကျွန်တော်တို့သမင်းစားချိန်နဲ့အိတ်ချိန်လောက်ပဲရှိတယ်မိသားစုနဲ့အချိန်ပေးတဲ့ချိန်အောင်အတော်နှဲပါသွားတယ်လုပ်ငန်းခွင်မှာပဲလုပ်ငန်းခွင်ပတ်ဝန်းကျင်ကလူတွေနဲ့ပဲထိတွေ့နေရတာပါရဲ့အချိန်ကိုရတာကျွန်တော်တို့ဒုတိယအိမ်လိုမျိုးတေးတောင်းနဲ့ပျော်ရွှင်မှုကိုဖန်တီးရမယ်အနေအထားတစ်ခုဖြစ်နေပါတယ်အိမ်ကိုသွားရင်လည်းပျော်ရွှင်သလိုလုပ်ငန်းခွင်ကိုလာရင်လည်းပျော်ရွှင်တဲ့ကြကြနဲ့လာနိုင်ဖို့အတွက်စိတ်ကထိတ်တန့်မှုရှိနေဖို့လိုပါတယ်ပျော်ရွှင်တဲ့လုပ်ငန်းခွင်တွေဘာလီပြောင်းလဲဖို့လိုရလဲနံပါတ်1အနေနဲ့ကိုယ့်ကိုပြောင်းလဲရမယ်ဒီလိုပျော်ရွှင်တဲ့လုပ်ငန်းခွင်တွေဘယ်သူကနေစပြီးတော့ပြောင်းလဲရမှာလဲမိမိကိုယ်တိုင်ကနေစပြီးပြောင်းလဲမှာရမယ်စိတ်ချောင်းအရင်ပြောင်းလဲရမယ်မနေ့ကရုပ်လာတဲ့ခါကျရင်ကိုပျော်ရွှင်ရွှင်နဲ့တိတိကျကျနဲ့ရုပ်လာရမယ်လုပ်ဖို့ကောင်းခွင့်တွေလည်းတိတိကျကျနဲ့ဖော်ဖော်ရွေနှုတ်ဆက်ဖို့လိုပါတယ်ဒါမှအခြားစဆိုင်ရတရားလူတွေလည်းကိုယ်အတူယူပြီးတော့တိကျမှုရှိလာလိမ့်မယ်ကိုယ်ကိုကြည့်ပြီးတော့အတူယူဖို့စဉ်းစားနေတယ်ဆိုရင်ကိုယ့်ရဲ့တိကျမှုရှိမှသာလေအခြားလူတွေတွေ့လဲခေါ်အားလေးဖြစ်စေမှာပါရွှေရှိလေးပြုမှုလေးဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ positive attitude တွေဆောင်ပေးမှသာလေတင်းရဲ့ပတ်ဝန်းကျင်ကလည်း positive attitude တွေကူးစစ်သွားပါလိမ့်မယ်ဒီကတော့မနေ့တိုင်းရောက်လာတဲ့အခါကျရင်ငါဘာအကောင်းဆုံးလုပ်မလဲဆိုတဲ့ဟာနဲ့အတွေးနဲ့ပဲအလုပ်လာစီဖြစ်ပါတယ်ပျော်ရွှင်တဲ့လုပ်ငန်းခွင်တွေမလုပ်ရမှာလဲပတ်ဝန်းကျင်တစ်ခုဖန်တီးပါဒုတိယအိမ်လိုမျိုးတစ်တောင်းတစ်တာရှိတဲ့လုပ်ငန်းခွင်တစ်ခုဖန်တီးရပြန်လည်လေးစားမှုရှိရမယ်တင်းမဲ့ပါချင်းရထိုးမှုမကြည့်ပဲနဲ့ဖော်ရွေနဲ့ရင်းနှီးမှုရှိအောင်ကြိုးစားတည်ဆောက်ရပါမယ်ပြဿနာတွေကိုရှားမယ်တင်းပြင်းပြောတာလို့မလိုအပ်တဲ့စကားတွေပြောတာလည်းမျိုးချောင်ကျဖို့လိုတာပေါ့နော်အချင်းချင်းအားပေးရမယ်အဆင်ပြေတဲ့လူတွေကိုလည်းကိုယ့်ဘက်ကနေပြီးဖေးမအကူညီပြီးတော့အားပေးဖို့လိုအပ်တာပေါ့ပြင်ဆိုတာဒီတော့ကပျော်ရွှင်ရှင်တွဲပြီးသွားတာနေရာဖြစ်တဲ့အတွက်ကိုပျော်ရွှင်မှသာလေခြားသူတွေပျော်ရွှင်မှာပေါ့မိမိကိုယ်တိုင်ပျော်ရွှင်မှုကိုဖန်တီးပေးရပါမယ်ပျော်ရွှင်မှသာလေခြားသူတွေကိုပျော်ရွှင်မှုတွေကူးစင်လာအောင်ကူညီပတ်ဖို့ပေးရမှာဒါမှသာလေကိုယ့်ရဲ့လုပ်ငန်းအဖွဲ့ဒုတိယအိမ်ဆိုပြီးတော့ဖြစ်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီ surprise တရားပါခင်ဗျာမရှိတော့တဲ့တော့ကောက် Facebook ကောက်ရဲ့ခေတ်ကဲဆိုရရှိကျွန်တော်တက်တဲ့အိမ်မှာစာချင်ထားလို့ရပါတယ်ခင်ဗျာ